အားလုံးမင်္ဂလာပါကျွန်တော်နာမည်ဒရိုမဖြစ်ပါရယ်ဒီနေ့မှာကျွန်တော်ကအခုလ9လပဲမှာထွက်ရှိလာမယ့်စကင်တွေကိုရန်လိုက်ဖော်ပြပြဖြစ်ပြီးတော့အခုလမှာပဲကျွန်တော်တို့ base skin တွေ free ရမယ်လို့ဆိုတော့ရန်လိုက်ဖော်ပြပြဖြစ်ပါတယ်အဲ့တော့ video လေးစကင်ကျွန်တော် channel လွန်လိုက်ဆိုတော့လေးလုပ်ပေးကြပါအောင်အဲ့တော့ video လေးကိုဆက်လိုက်ကြရအောင်ကျွန်တော်တို့9လပိုင်း7ရက်နေ့မှာဆိုရင်တော့ World Pass Season 5နဲ့ပြီးလို့ရှိရင် Popularity Battle တွေ Aim Popularity Battle တွေကိုအသစ်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့9လပိုင်း7ရက်နေ့မှာဆိုရင်တော့ဒီ Card Collection Update အသစ်နဲ့ Update 4.4 က game နဲ့ရောက်ရှိလာမှာဖြစ်ပါတယ်9လပိုင်း7ရက်နေ့မှာဆိုတော့ကျွန်တော်တို့ဒီအသစ်ထွက်ရှိလာမယ့်နှစ်ယောက်စီကားနဲ့ Monster Truck ရဲ့ကားစကင်တွေကို game နဲ့မှမြင်တွေ့ရမှာဖြစ်ပါတယ်ဘယ်ကား brand နဲ့ collaboration လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Ford ဆိုတဲ့ကား brand နဲ့ကျွန်တော်တို့ collaboration လုပ်မှာဖြစ်ပါတယ်9လပိုင်း15ရက်နေ့မှာဆိုတော့ကျွန်တော်တို့ Cycle collaboration ကိုတွေ့ရမှာဖြစ်ပါတယ်ဘယ် Cycle brand နဲ့ collaboration လုပ်မယ်ဆိုတော့ကျွန်တော်ပြထားတဲ့ Cycle brand နဲ့ collaboration လုပ်မှာဖြစ်ပါတယ်သူ့ရဲ့ design ကလာနေထားတော့ကျွန်တော်တို့တော်တော်မိုက်တယ်လို့ပြောရမှာပေါ့နော်9လပိုင်း16ရက်နေ့မှာဆိုရင်တော့ကျွန်တော် season အသစ်ဆက်မှာဖြစ်ပြီးတော့အဲ့ဒီ9လပိုင်း16ရက်နေ့မှာပဲကျွန်တော်တို့ RPA9 ရဲ့ game နဲ့ရောက်ရှိလာမှာဖြစ်ပါတယ်9လပိုင်း19ရက်နေ့မှာဆိုတော့ကျွန်တော် home base အသစ်လာမှာဖြစ်ပြီးတော့9လပိုင်း22ရက်နေ့မှာဆိုရင်ကျွန်တော် sport enemy နဲ့ collaboration လုပ်မှာဖြစ်ပါတယ်ဘယ် enemy နဲ့ collaboration လုပ်မှာဆိုတော့ကျွန်တော်အခုကျွန်တော်ပြထားတဲ့ blue lock ဆိုတဲ့ enemy နဲ့ collaboration လုပ်မှာဖြစ်ပါတယ်အခုနောက်ပိုင်းတော့ကျွန်တော်ဒီ PUBG mobile ကနေပြီးတော့ enemy နဲ့ collaboration တော်တော်များများလုပ်လာရပါတော့အဲ့တော့ဘယ်သားတို့ကနောက်လာမဲ့ဒီ enemy နဲ့ collaboration ပါဆိုတော့ဘယ် enemy ကို collaboration လုပ်စေချင်လဲဆိုတော့ကျွန်တော်ကောင်းမှရေးပေးခဲ့ကြအောင်ကျွန်တော်သိချင်လို့ပါ9လပိုင်း29ရက်နေ့မှာဆိုရင်ကျွန်တော်ဒီ Ultimate Skin ရန်ကျွန်တော်တို့ game နဲ့ရောက်ရှိလာမှာဖြစ်ပါတယ်9လပိုင်း29ရက်နေ့မှာဆိုရင်ကျွန်တော်ဒီ Buddy Skin ပေါ့နော် Lion Buddy Skin ရ game နဲ့ရောက်ရှိလာမှာဖြစ်ပါတယ် Free content နဲ့ကျွန်တော်လိုမျိုး brother တွေတော့ကတော့ကျွန်တော်အခုပြမှာဖြစ်ပါတယ်ဘာလဲဆိုတော့ကျွန်တော်9လပိုင်း7ရက်နေ့မှာဆိုရင်ကျွန်တော် Card Collection နဲ့နေပြီးတော့အနောက်ကနေပြီးလိုက်တဲ့စက်ရုပ်လေးရဲ့ Skin ရရှိမှာဖြစ်ပါတယ်သူရဲ့ Skin တော်တော်မိုက်တယ်လို့ပြောရမှာပေါ့နော်သူအခုကျွန်တော်ပြထားတဲ့ပုံစံနေထားနေရတော့9လပိုင်း73ရက်နေ့မှာဆိုတော့ကျွန်တော်ဒီ Metro Rail Chapter 32ကနေပြီးတော့အခုလာမယ့် Update 4.4 နဲ့ Live ဖတ်မဲ့ဒီ Grease Style ပုံစံ Skin ကိုရရှိမှာဖြစ်ပါတယ် Free အပိုင်းမှာ9လပိုင်း14ရက်နေ့မှာဆိုတော့ကျွန်တော် Legendary Collaboration Outfit တစ်ထည်ကို Free အပိုင်းရရှိမှာဖြစ်ပါတယ်9လပိုင်း16ရက်နေ့မှာဆိုတော့ကျွန်တော် Classic Season နဲ့ Casual Season အသေးစားတယ်မှာဖြစ်ပါတယ်အဲ့ဒီ Season တွေမှာဆိုတော့ကျွန်တော်ဒီ Outfit တွေ Helmet တွေ Backpack တွေ Gun Skin တွေကို Free အပိုင်းရရှိမှာဖြစ်ပါတယ်နောက်တစ်ခါတော့ကျွန်တော်ဒီ9လပိုင်း16ရက်နေ့မှာ game နဲ့ရောက်ရှိလာမယ့် RPA9 မှာပေါ်လာမယ့် free skin တွေဖြစ်ပါတယ်အခုကျွန်တော်ပြထားတဲ့ skin တွေပေါ့နော်ဒီ free gun skin ကတော့ကျွန်တော် DBS ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခါတော့ကျွန်တော်ဒီ6လပိုင်းတရက်နေ့မှာ game နဲ့ရောက်ရှိလာမယ့် PUBG နဲ့ collaboration တစ်ခုဖြစ်တဲ့ Jersey emote တွေကို free အပိုင်းရရှိမှာဖြစ်ပါတယ်ကဲအားလုံးပဲတော့ဗီဒီယိုလောက်ပါပဲအားလုံးပဲဒီလအတွင်းမှာဘာတွေ base skin တွေပါလာမလဲဆိုတော့အားလုံးပဲနားလည်သဘောပေါက်သွားလို့ကျွန်တော်ထင်တယ်ပေါ့နော်အားလုံးပဲကျွန်တော်ဗီဒီယိုလောက်ပါပဲနောက်ပြီးမှပြန်ကြည့်ကြပါမယ်အားလုံးပဲ拜拜ပါ